ချင်မရဲ့ချစ်တွေကိုခွဲမောက်တယောက်တည်းတွေ့ပြီးချင်ပါတယ်ဘယ်သူမှမောက်လို့မချစ်ခဲ့ဘူးပါတယ်ဘာကြောင့်လဲချစ်ရတဲ့ကိုများကစွမ်းထန်နေလားချစ်ဘူးတဲ့ချစ်တဲ့ချစ်မိပြီခွဲဘာကြောင့်များချစ်ကိုထားနေမလဲတယောက်တူတွေ့ခက်ခဲအလုံးကိုရင်ဆိုင်ရင်ဆိုရင်ချစ်ပဲလို့တဲ့ဘာကြောင့်တဲ့တင်ရှိလဲခွဲပြတ်တဲ့ဖြစ်တဲ့ဘဝရတယ်မှာမောင်မတွေကိုလုံးလဲဆိုရင်ချစ်ပဲလို့တဲ့ဘာကြောင့်တဲ့တင်ရှိလဲခွဲ我的家